ပိုင်းနှစ်ပေါ့နော်အဲ့တော့ဆရာမတယောက်ကမိမိတာဝန်ယူထားတဲ့သင်ခန်းစာကိုစာသင်ခန်းထဲဝင်ပြီးသင်ပြီးပေါ့သင်ပြီးလို့ရှိရင် तू ကဘာလို့မလဲစစ်ရမှာလေကျမတို့ကအခုသင်ရိုးသင်မှာမဟုတ်ပါဘူးဟိုအရင်တော့ကသင်ရိုးဟောင်းနေတယ်ဆရာသင်ရိုးသစ်တွေသင်ရိုးဟောင်းနေခဏထားလိုက်အဲ့ဒါခဏထားလိုက်ဆရာမရဲ့လို့ဖြစ်လာလို့ရှိရင်ကိုကလေးတယောက်ကိုဘာသာရပ်တစ်ခုခုသင်ခန်းစာတစ်ခုခုသင်ပြီးလို့ရှိရင်သင်ရုံနဲ့ကိုတောင်မကြည့်ဘူးဟိုဌာနခိုင်မခိုင်တင်ရိုးမှာဆွဲထားတာမဆွဲထားတာဘာလို့ရမှာလဲကိုသိင်းပြီးလို့ရှိရင်ငါတင်တော့ဒီကလေးတွေဘယ်လောက်တက်လဲဆိုတာကိုဆရာမတို့သိကျင်သိရှိရမယ်သိကျင်သိရှိလို့ဘယ်လောက်တက်လဲလို့စမ်းသပ်တာပေါ့ဘယ်လောက်တက်လဲလို့မေးတာအဲ့ဒါစစ်စစ်အကဲဖြတ်ခြင်းလေးရှင်းရှင်းလေးပဲเนาะအဲ့တော့စစ်စစ်အကဲဖြတ်ခြင်းဆိုတာကစာသင်ပြီးတိုင်းလုပ်ကိုလို့ရမယ်ကျမတို့တင်ရိုးတင်မှာဆိုလို့ရှိရင်တစ်ချိန်ကိုမိနစ်40ပေးတယ်အဲ့ဒီမိနစ်40ပေးတိုင်း teacher guide လို့ခေါ်တယ်ဆရာလမ်းညွှန်ကိုကြည့်လိုက်အဲ့ဒီမှာအောက်မှာဏီကုန်းဆိုတာပါတယ်အဲ့ဒါဟာတကယ်တော့စစ်စစ်အကဲဖြတ်ခြင်းပဲလေအဲ့မှာအဲ့တိုင်းလေးတွေဆီယမတွေကကြည့်ပြီးတော့တင်သွားရအောင်အဲ့တော့စစ်စစ်အကဲဖြတ်ခြင်းကိုကောင်းနားမလဲဘူးသင်ခန်းစာတင်တဲ့အခါမှာပြင်ဆင်မှုမရှိဘူးဘာမှအိမ်ကနေပြင်ဆင်ရမလို့ပါဘူးအခန်းထဲရောက်တဲ့အခါမှာကိုသင်ရမယ့်သင်ခန်းစာရဲ့အဲ့ဆိုတော့ပြောတဲ့ teacher guide ကလေးကိုဖတ်လိုက်ပြီးတော့သူ့ procedure လေးအတိုင်းသွားလေအဲ့လိုမျိုးဆီယမတို့တစ်လလောက်သွားလိုက်လို့ရှိရင်နောက်ပိုင်းကျရင်အဲ့ teacher guide ကိုမသင်မဲမကြည့်ဘဲနဲ့ငါဒီမှာကလေးကိုဘယ်လိုတင်လဲဆိုတော့ flow ကသူ့ဘာသူသိသွားတယ်တကယ်လက်တွေ့လုပ်ကြည့်ကျမတို့ကလက်တွေ့လုပ်လာတဲ့လူတွေဆိုတော့ဟိုပြောတဲ့နေရာမှာအပြောတင်ပြောတာမဟုတ်ကျမတို့ကအလုပ်လုပ်ခဲ့တာလုပ်ခဲ့တဲ့အတွက်ကြောင့်လုပ်ခဲ့တဲ့အတွေ့အကြုံကိုပြန်ပြီးတော့ sharing လုပ်တဲ့အခါမှာကိုယ်လူတွေအရင်ကြီးလေးစားတယ်အရင်ကြီးခင်မင်းနဲ့သိကျင်တဲ့ဟာတွေကိုအရင်ပဲလာမေးကြတယ်ဒါကြောင့်မလို့ကျမကဒါ publish မှာချပြလိုက်တဲ့သဘောပဲဆရာကြီးလုပ်တာမဟုတ်ပါဘူးဆရာမကြီးလုပ်တာအဲ့ခါကျတော့ဟိုသင်ခန်းစာတစ်ခုကိုသင်ပြီးရင်စစ်ရမယ်ကွယ်နော်သင်ပြီးရင်စစ်ရမှာဖြစ်တဲ့အတွက်ကြောင့်သင်မဲဆိုတဲ့အချိန်နဲ့ဟာဘယ်လိုသင်မလဲဆိုတဲ့ဟာကဆရာမတို့ teacher guide ထဲမှာပြင်ပေးပြီးသားအဲ့လောက်ဆရာနဲ့တပည့်နဲ့1 minute ဖြစ်အောင်လို့ဘယ်လိုလေးပြောလိုက်ပါဆိုတာကအသင်ဒါအခုခေတ်ဆရာမတွေအရင်တက်တာပါတယ်ဘာလို့ဆိုထမင်းကခူးပြီးသားဇွန်းလေးတက်ပြီးသားပါဇက်ထဲကိုမထည့်အောင်အဲ့ teacher guide ကလေးကိုသေချာကြည့်အောင်အဲ့တော့သင်ခန်းစာတစ်ခုတိုင်းမှာသင်ယူဖို့အတွက်ဒီသင်ခန်းစာကိုကလေးတွေကိုဘာရအောင်သင်မယ်ဒီသင်ခန်းစာတွေကိုဘာဖြစ်အောင်သင်မဲဆိုပြီးတော့မှချထားတဲ့ဟာရှိတယ်ဒါကြောင့်မှစကားနဲ့ပြောတာเนาะဟိုစာလို့မပြောချင်လို့သင်ယူမှုဥတီချက်ပေါ့အဲ့သင်ယူမှုဥတီချက်ကိုသေးချာနားလည်ပြီးတော့သင်ပြီးတော့စစ်ပြီးတော့မှအဲ့ရတဲ့ရလက်ကိုကိုယ့်ဘာသာကိုအကဲဖြတ်ပြီးတော့မှကိုယ့်ရဲ့သင်ကြားရေးကိုဒီတစ်ချိန်နဲ့ဒီတစ်ချိန်ဒီတစ်ဘာသာနဲ့ဒီတစ်ဘာသာပြီးသွားလို့ရှိရင်ပို့ပြီးတော့ကောင်းအောင်လုံရင်းနဲ့ဆရာမတွေကသင်ကြားရေးဘက်မှာထူးချွန်တဲ့ဆရာမတွေဖြစ်လာမှာ